စီမီကွက်ကလေးလေးခွက်ဟာလူတယောက်ရဲ့ဘဝကိုပြောင်းလဲပေးလိုက်တာနဲ့ပတ်သက်ပြီးဒီကနေ့မှာပုံမီလေးတစ်ပုဒ်မျှဝေပေးပါရစေ။တခါတော့ကရွာလီတရားမှာဉာဏ်ပညာနဲ့ပြည့်စုံတဲ့ဆရာတော်တစ်ပါးတရင်သုံးတဲ့။ဒီနေ့လူငယ်ကလေးတစ်ယောက်ကဆရာတော်စီကိုရောက်လာပြီးစိတ်ညစ်နေတဲ့အတန်နဲ့အရှင်ဖေယားတပည့်တော်အလုပ်တွေလုပ်နေပြီမအောင်မြင်ဘူး။သူများတွေကလည်းအရာရာကိုလွယ်လွယ်နဲ့ရနေသလိုပဲ။မြတ်စွာဘုရားရှင်ကတပည့်တော်ဘဝမေတ္တာမရှိဘူးထင်ပါရဲ့ဖေယားဆိုပြီးရှောက်တင်နေ။ဆရာတော်ကသူ့ကိုဘာမှပြန်မပြောဘဲပြုံးပြုံးလေးနဲ့ကြည်နေတယ်။အဲ့ဒီလိုနဲ့ညနေခင်းရောက်လာခဲ့တယ်။ညမှောင်ရောက်လာတော့ဆရာတော်ကလူငယ်ကလေးကိုခေါ်လိုက်တယ်။တခါလေးဒီမျိုးခွက်တွေကိုမင်းကြီးပေးစမ်းဆိုတော့လူငယ်ကလေးကမင်းကြီးပေးပြီးဆရာတော်ကိုပြန်ပေးတယ်။ဆရာတော်ကမိကဘလို့မှလင်းတာလဲတကားဆိုတော့စီရှိမှလင်းပါတဲ့အရှင်ဖေယားတဲ့။ဒါဆိုရင်ကွာစီမထက်ရင်ကောဆိုတော့စီမရှိတဲ့မိကွက်ကမလင်းနိုင်ပါဘူးဖေယားလို့ကောင်းကလေးကရှောက်တင်တယ်။ဒါနဲ့ဆရာတော်ကတကားလေးလူဘဝဆိုတာကလည်းမိခွက်လိုပဲ။ဆရာတော်ဘုရားကမိခွက်တိုင်းလေးခွက်တွေကတစ်ခွက်ကိုယူလိုက်ပြီးဒီပထမမိခွက်ကလေးကိုတော့သီလလို့ခေါ်တယ်။သီလမရှိတဲ့လူကိုဘယ်သူမှမယုံကြည်ဘူး။မိခွက်ထဲမှာစီမရှိသလိုပဲ။ဒီမိခွက်လေးကတော့ဝရိယလို့ခေါ်တယ်။ဝရိယမရှိကြိုးစားမှုမရှိကံကောင်းမှုဆိုတာလည်းရှိမှာမဟုတ်ဘူး။အိမ်နေတဲ့သူတွေစီဝရိယစိုက်ထုတ်မှုမရှိတဲ့သူတွေစီကိုကံကောင်းခြင်းဆိုတာကလည်းမလာနိုင်ဘူးတတိယမိခွက်ကလေးကတော့ပညာတဲ့ပညာမရှိရင်လမ်းမှန်လမ်းမမရွတ်တတ်တဲ့အတွက်လမ်းမတွေပဲသွားမိတတ်တယ်မိရလျောင်မရှိရင်သွားရမယ်လမ်းမမြင်သလိုပေါ့စရုဒ္ဓမိခွက်ကလေးကတော့မေတ္တာတဲ့လူဝချင်းချင်းပေါ်မှာမေတ္တာတရားမထားနိုင်ရင်အေးချမ်းမှုဆိုတာလည်းမရှိတဲ့အတွက်အောင်မြင်မှုကိုရခဲ့ရင်တောင်မှစိုးရိမ်ပူပင်တောခရောက်တတ်တယ်နေမေးမဲ့အပူပဲပေးတဲ့မိလိုပဲဗုဒ္ဓမြတ်စွာဘုရားရှင်ကလူတိုင်းပေါ်မှာမေတ္တာတရားအလင်းရောင်ကိုပေးပြီးသားပါဒါပေမဲ့စီထည့်ပေးရမှာကတော့ကိုယ်တိုင်ပါပဲကိုယ်မှာရှိသားတဲ့အကြောင်းတရားတွေကိုပြင်ဆင်ပြုပြင်ထားခြင်းမရှိပဲအကျိုးတရားတွေကိုတောင်းနေမယ်ဆိုရင်တော့တခါလေးကတော့တစ်ပင်ကိုရေမလောင်းပဲပန်းမွင့်လိုချင်နေသူပဲဆရာတော်ရဲ့စကားလဲဆုံးလူငယ်ကလေးကအရှင်ဘုရားတပည့်တော်နားလဲပါပြီအရှင်ဘုရားတပည့်တော်ရဲ့မအောင်မြင်မှုကလည်းတပည့်တော်ကမှရှိတဲ့အကြောင်းတရားတွေမရှိလို့ပါတပည့်တော်အခုချိန်ကစားပြီးပြုပြင်ပြင်ဆင်သွားပါတော့မယ်ဖေဟာဆိုပြီးရှောက်တင်လိုက်တယ်ဒီပုံမြင်လေးကကျမတို့ကိုပေးခြင်းတဲ့သင်ခန်းစာလေးကတော့လူတစ်ယောက်ရဲ့ဘဝမှာရှိတဲ့အကျင့်သီလဂုဏ်သိက္ခာအောင်မြင်မှုရဲ့တောချက်ဖြစ်တဲ့ဝရိယမှန်ကန်တဲ့လမ်းညွှန်ချက်တွေပေးနိုင်တဲ့ပညာနဲ့စိတ်ချမ်းသာပျော်ရွှင်မှုကိုရရှိနိုင်တဲ့မေတ္တာတရားပါဒါကြောင့်သီလသမာဓိပညာမေတ္တာတရားဒီလေးချက်ကိုသာပြည့်စုံမယ်ဆိုရင်တော့သင်ဘဝဟာလေစီအပြည့်ရှိတဲ့မိရင်ကလေးလိုထာဝရထွန်းလင်းတောက်ပနေမှာဖြစ်ပါကြောင်းပြောကြရင်ပုံမြင်လေးကိုနှီးကုန်းချုပ်လိုက်ပါတယ်